လေးပဲလားကြီးလားကြီးလားဒီဘက်ကအကျဉ်းနှစ်ပေအမြင့်6ပေဆိုင်ဒီဘက်ကအကျဉ်းနှစ်ပေကွယ်အမြင့်6ပေဆိုင်သေးလေးကြိုက်တဲ့ customer တွေအတွက်ဒါမျိုးလေးရွေးချယ်လို့ရမယ်ကြီးကြိုက်တဲ့ customer တွေအတွက်ဒါမျိုးလေးရွေးချယ်လို့ရဒါတွေကတော့ဘုံပြမထည့်ရသေးတဲ့အခြေအနေပေါ့နော်တစ်ခုရှင်ပြခြင်းလို့ဒီလားရိုက်ပြပေးထားတာဖြစ်ပါတယ်ခုလိုမျိုးပတ်တာတွေဆိုရင်လည်းစကူအပြည့်ဆွဲပေးထားတယ်ဒီမှာပုံနေတဲ့စကူလေးတွေကကြတော့အထက်ထဲမှာအမာခံထည့်ပေးထားတာမှန်သိတာအောင်လို့အမာခံမြဲနေအောင်လို့ဆွဲပေးထားတဲ့စကူလေးတွေဖြစ်ပါတယ်နောက်ကိုပတ်တာပြုတ်သွားလို့ပဲဖြစ်ဒီနေရာမှာပတ်တာပြန်အစ်စ်လဲချင်တာမျိုးဆိုလို့ရှိရင်ဒီစကူရှိတဲ့နေရာလေးမှာပဲပတ်တာကိုဆွဲလိုက်ရင်ဆက်ကြည့်အခုဒီချေချောတကားမှာပေါ့နော်လူတွေတိတ်မသိကြသေးတဲ့ main point တွေကိုပြပြပေးမယ်ပေါ့နော်ဒီမှာဒီအပေါ်ကလီယာအဟတကရွက်နဲ့ကြီးပေါင်နဲ့ကြားကလီယာအဟကတညီတဲ့ဖြစ်နေရမယ်ပေါ်ရင်တညီတဲ့ဖြစ်နေရမှာမဟုတ်ဘူးဒီကတော့အောက်လေးမှာတညီတဲ့ဖြစ်နေရမှာပေါ့နော်ဒီလိုမျိုးတညီတဲ့ဖြစ်နေတာဘာအတွက်ကောင်းလဲဆိုတော့တညီတဲ့ဖြစ်နေတဲ့ခါကျရင်တကားအဖွင့်ပိတ်လုပ်တဲ့ခါကျရင်ထောက်ရရမျိုးတွေမဖြစ်ဘူးအရက်အဟကြီးအများသွားတဲ့ခါမျိုးတွေကြားလို့ရှိရင်လေရေဝင်တာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့ရအတွက်အရန်ကောင်းတဲ့အနေထားမျိုးဒါလူတိတ်မသိတဲ့အနေထားမျိုးတွေဒီလားပြပြပေးရပါဒီကတော့အမိတ်ရှာမှာဆိုလို့ရှိရင်ဒီလိုမျိုးကလီယာတွေကိုလည်းအဟာကညီမညီကိုဆိုတာတစ်ချက်ချင်းစစ်ပေးတယ်ကျူစီကအောင်မတကားကစတမာလက်ထက်ကိုအပ်တာကျူစီမအောင်ဆိုလို့ရှိရင်ဒီတကားကိုချက်ချင်းပြန်ဖြုတ်တယ်ပြန်ပြင်းတယ်အဲ့လိုနေထားမျိုးလုပ်ပေးတာပေါ့နော်စနာလိုမျိုးကလီယာအဟာလေးတွေညီဖို့ဆိုတာပေါ့နော်တေချာလေးစီးစနစ်ကြမှရမယ်အဲ့ဒါအတွက်ကိုသူကတကရွက်မှာလည်းတစ်ခါဒီလိုမျိုးခဲလေးနဲ့မှတ်တယ်တိုင်းတယ်ဒါကတော့ကြီးပေါင်ပေါ့နော်ကြီးပေါင်မှာလည်းတစ်ခါခဲလေးနဲ့မှတ်ပြီးတိုင်းတယ်အဓိကပတ်တာတွဲတဲ့နေရာတကယ်နဲ့ကြီးပေါင်တွေကကွက်တီဖြစ်မှဒီကလီယာအဟာလေးညီရမျိုးဖြစ်လိမ့်မယ်ပေါ့နော်လွယ်လို့မရအောင်ဒါကြောင့်မို့လို့တေချာကိုပေဦးနဲ့တိုင်းပြီးတော့အတိအကျအောင်လုပ်ပေးရအခုဒီ2ပေခွဲ6ပေနဲ့2ပေ6ပေဆိုင်လေးကနိုင်ပါမျိုးတွင်ကအယောင်းဆိုင်ကြီးကိုတော်တော်ပို့ဆောင်ပေးရမယ့်တကားတွေပါဒါမျိုး2ပေခွဲ6ပေပဲဖြစ်ဖြစ်2ပေ6ပေပဲဖြစ်ဖြစ်ဈေးတိကျနာပစ္စည်းဝယ်ချင်တာမျိုးဆိုလို့ရှိရင်ကျတို့ရဲ့ရုံဖုန်း3994 4250 18331ကိုအသေးစိတ်လာအောင်မြင်လို့ရပါတယ်ရှင်